လူတော်ဝဟောရာကောဇာတက္ကရာ1385ခုပြတော်လာဇန်တရနေ့ဒီနေ့တရက်တလ2014ခုဘင်းတို့ရန်ကုန်တိုင်းမင်္ဂလာတော်မြို့နယ်ပလဲမြို့တဲ့ရတနာမောင်တော်ဓမ္မိတ်တာအတွင်းနဲ့ဆင်ကျင်းပလေးရှိနေတဲ့34ကြိမ်မြောက်15ရက်တာအထူးလုပ်ပေးကျင့်စဉ်တရားစခန်းဒီနေ့ပဲ2ရက်မြောက်လာပြီ7ရက်မြောက်လာဟုတ်လား12ရက်လား1ရက်လောက်နောက်ဆုံးမှတယ်အဲဒီတော့ဘုရားရှင်ရဲ့ဆုံးမတရားတော်တွေကိုနာဂတရားနာခန္ဓာဉာဏ်လဲပြီးဟောကြားနာကြားကြည်ညိုကြရမှာမို့လို့တရားပိုင်ခြင်းဖြစ်တော်မူသောဘုရားရှင်ကိုအာယုံယူ၍ညညာဖြတ်ပြနမောတတသုံးခြင်းရွေးဆို၍ဗုဒ္ဓနုတ္တိပွားများကြပါကုန်စို့အရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဘဂဝါဂုံရှင်အရဟံဂုံရှင်သမ္မာသမ္ဗုဒ္ဓဂုံရှင်ဖြစ်တော်မူသောမြတ်စွာဘုရားကိုတပည့်တော်သည်ညိုသေးမြတ်နို့လက်စုံမိုး၍ရှိခိုးပူဇော်ဥမျောမှန်လျှော့ကြောပါဤမြတ်စွာဘုရားဘုရားကိုရှာလိုက်ဒီနေ့ကဘာသုံးဖြစ်တဲ့ခရက်နဲ့ဘယ်နှခုတို့2013ကုန်ခန်းလို့2014တို့ကူပြောင်းတဲ့နေ့ပေါ့နော်ကဘာတို့ကဘာသားတွေငြိမ်းချမ်းကြပါစေဘုန်းကြီးတို့မြန်မာနိုင်ငံကြီးလဲနိုင်ငံတော်သမ္မတကြီးနေတဲ့ကောအားလုံးပြည်နယ်တိုင်းအားလုံးသောအုပ်ချုပ်ရေးမန္တများတို့သည်ပြည်သူပြည်သားတွေပေါ်မှာကြောသားရင်သားမခွဲခြားပဲအုပ်ချုပ်လို့ပြည်သူပြည်သားနဲ့တသားတဲ့သာသနာ့ကျိုးလောကအကျိုးတွေကိုဆောင်ရွက်နိုင်ကြပါသည်ကုသိုလ်စိတ်တွေပွားများကြလို့ဒုစရိတ်တရားတွေချောင်ချားပြီးဒုစရိတ်တရားတွေနဲ့ကျင့်သုံးနိုင်ကြပါသည်။နိဗ္ဗာန်ရောက်ကြောင်းတရားတို့တရားမြတ်ကိုလည်းကျင့်ကြံပွားများအထောက်နိုင်ကြပါစေလို့ဘုန်းတို့မနေ့3နာရီခွဲလောက်ကပဲမေတ္တာကမ္မဋ္ဌာန်းစီဖြန်းတယ်နော်ကဘာသူကဘာသားလေးငြိမ်းချမ်းကြပါစေတနိုင်ငံတိုင်းဆန်းနဲ့စက်တွေပြင်းငြိမ်းကြပါစေဟုတ်လားသူနဲ့သူခယံဒေါသတွေငြိမ်းကြဖို့ပြီးတော့ပိယစက္ကုဟိဆိုပြီးတကယ်တော့တယောက်နဲ့တော့ရှိချက်ခင်ချင်းနာနာနဲ့ချက်ခင်သောမျက်စိပဲကြည့်ရှုနိုင်ဖို့နော်အတွေးခေါ်ကောင်းကောင်းပြဘဝမှာမိမိရရှိတဲ့ဘဝကလေးကိုကုသိုလ်စိတ်တို့ဖြင့်များများအသုံးပြုနိုင်ကြပါစေလို့အဲ့ဒါလို့ဘုန်းကြီးတို့မေတ္တာလွှမ်းခြုံရနော်။ဘာအာယုလို့ဖြင့်ကုသိုလ်စိတ်တို့ဖြင့်ဘဝကိုအလှဆင်နိုင်ပါစေလို့ဘာစိတ်တို့ဖြင့်တဲ့ကုသိုလ်ဆိုတာကောင်းကျိုးပေးတယ်လို့မဟုတ်လား။ယေရှုပါမလည်းကောင်းတဲ့တရင်တွေကျွဲဝတယ်ကောင်းသောအလုပ်တွေလုပ်လို့ကောင်းတဲ့အမှုရာတွေကောင်းသောစိတ်တွေကောင်းသောကံတွေကောင်းတဲ့ချမ်းသာတွေကြီးပဲဘဝမှာကြုံခဲ့ဆုံခဲ့တဲ့သာသနာတွင်အတိတ်တွေသိခွင့်ရသွားတဲ့ပုဂ္ဂိုလ်တွေကကောင်းတာတွေကုန်ဖြစ်တယ်မဟုတ်လားမကောင်းတာတွေတော့မဖြစ်ဘူးပေါ့နော်ကောင်းတာတွေအလုံးဖြစ်တယ်မကောင်းတာတွေဘာမှမဖြစ်ဘူးဒါဟာကုသိုလ်ရဲ့တတ္တိနော်အဲ့တော့မြတ်စွာဘုရားရှင်ဆုံးမတရားတော်ဟာဒီနေ့ဘုန်းကြီးတို့တရားဓမ္မများအတွက်သိစီရာတွေများများရှိတယ်မဟုတ်လား
သိစရာဆိုတာကအပြင်လောကကိုကြည့်စီရတော့မလို့ပေါ့နော်အပြင်လောကအကြောင်းတွေကိုသိစီရမလို့ဒါရီသမစီဝိုင်းနိုင်ငံရေးလူမျိုးရေးဒါတွေအဓိကဒါသိစီဖို့မလို့ဒါကမိမိတို့သိရမှာကဘဝမှာကျင့်နဲ့စေရအသည့်ဒီပေါ်သောအသည့်ကိုသိဖို့လိုတယ်အာကိုးစေရအသည့်ဒီရရှိသွားသောအသည့်တုဉဏ်တို့ကိုသိဖို့လိုတယ်ဟုတ်တယ်လားအာကိုးစရာဆိုတာကဘုန်းကြီးတို့သူတော်ကောင်းများဘာဒီအာကိုးစရာလဲဓမ္မသာလျင်အာကိုးစရာတရားမှတပါလောကမှာအာကိုးစရာရှိလားမရှိဘူးနော်ဘဝဉ္ဇဉ်အာကိုးတယ်ဆိုတာခတ္တခဏတဘဝတခဏအတွက်အာကိုးနေကြတာပါဒါနဲ့သမီးဇနီးမယားသမီးသားလင်းသားအာယမိသားစုတွေတရားနဲ့အာကိုးတယ်ဆိုတခဏလေးအတွက်နော်တခဏလေးတော့မှအစဉ်ပြေနေတဲ့အခါမှာအတိတ်ကကံတရားတွေကကျေးဇူးပြုနေအစဉ်ပြေနေတဲ့အခါမှာအလုံးနေတာအာကိုးစရာလေးဖြစ်အတိတ်ကံကအစဉ်မပြေတော့ကံတွေကခွဲရင်လွဲရပြန်တယ်ကံခွဲရင်လွဲပြီးတော့ပြဿနာတွေဖြစ်ပြီးတော့ဟောခွဲကြပြဿနာတွေဖြစ်ကြတော့ဟောအဲ့ဒီပုဂ္ဂိုလ်ဟာတောင်းတော့အာကိုးစရာဖြစ်ပါဦးမလားခတ္တခဏလေးဒီပါဆိုတာလေးအပြင်လောကကြီးအာကိုးနေတာအတုရောင်ဖြစ်နေအာကိုးနေရတာနော်အာကိုရစင်စက်ကပါတယ်လေဓမ္မအာကိုရစင်စကဘုရားကတရားမှတပါအာကိုရမရှိဘူးလို့မှာဘူးလားမှာလားဓမ္မောဝေရကတိဓမ္မဇာတိတရားကိုစောင့်ကြတရားကိုစောင့်ကြဟဲ့တရားကိုစောင့်ရင်တရားကပြန်စောင့်လိမ့်မယ်တရားကိုစောင့်ရင်တရားကပြန်စောင့်လိမ့်မယ်တရားမစောင့်ရင်တရားကပြန်မစောင့်ဘူးနော်တရားကအလိုလိုမလာဘူးသူတော်ကောင်းတွေကိုကတရားဖြစ်အောင်ကျင့်သုံးမှတရားကကိုယ့်ကိုကျေးဇူးပြုတာတရားဖြစ်အောင်ကျင့်သုံးမှတရားကကျေးဇူးပြုတာမကျင့်သုံးသောပုဂ္ဂိုလ်တွေတဲ့ကျေးဇူးပြုပါမလားကျေးဇူးမပြုဘူးနော်အဲ့တော့ကျေးဇူးသိတတ်တဲ့ပုဂ္ဂိုလ်ကျေးဇူးဆက်တယ်လို့တော့မဆိုဘူးလားကျေးဇူးသိတတ်ကျေးဇူးဆက်တဲ့လောကမှာကျေးဇူးဆက်တဲ့ပုဂ္ဂိုလ်တွေတရားအမိဘတွေကျေးဇူးဆက်တာတွေနော်ဘုရားတရားသံဃာယနာသုံးပါးပေါ်မှာတရားအားထုတ်ခြင်းကျေးဇူးဆက်တဲ့မိဘတွေပေါ်မှာတရားအားထုတ်ခြင်းနဲ့ကျေးဇူးဆက်ခြင်းသည်အဲ့ဒါကျေးဇူးတည်တတ်တဲ့ပုဂ္ဂိုလ်အတွက်နော်အဲ့ဆိုဘုရားကျေးဇူးဆက်တာကြည်ပါလားခန္ဓာဝမြောက်တဲ့နေ့မှာတောင်းတဲ့နတ်ပြည်ကိုကြွတော်မူ၍ဘုရားကြီးရဲ့မေတော်မိနတ်သားကိုသွားရောက်ပြီးတော့ဝါစုလပြည့်နေ့ကတရညလပြည့်နေ့ကာလ3ဝါတွင်3လပတ်လုံးတရားနဲ့ကျေးဇူးဆက်တဲ့သောတာပန်တရားဟောပေးနိုင်ခဲ့နော်အမေနသားကျသောတာပန်ဖြစ်အောင်ဟောပြီးတော့မှလူပြီးပြန်လာခဲ့တဲ့အဲ့ဒါဟာဘာဆက်ကျေးဇူးဆက်တာတဲ့အင်္သာရိပုတ္တရာမထေရမြတ်ကြီးမိခင်ကြီးကိုဒိဋ္ဌိဝိသေသကင်းပြဖို့တရားတွေသွားဟောပြီးတော့ဘာလို့တာဒါကြောင့်မလို့ရှိသောဘုရားအစာရှိသောအရိယာသူတော်ကောင်းတို့သည်ဘယ်လိုကျေးဇူးဆက်မှမြတ်တယ်တဲ့တရားနဲ့ကျေးဇူးဆက်မှမြတ်တယ်ဟုတ်လားမိကိုလက်ရဖတ်မှလည်းဝဲပကုတ်တဲ့ဗနှစ်ပေါင်းတရားရှင်းမြင့်ကြအောင်လှုပ်ကြွေးပြီးညာတော်လဲမကြည်နိုင်ဘူးတဲ့ဟုတ်လားအမေလို့တဲ့ပုဂ္ဂိုလ်ပေလို့တဲ့လက်ဝဲတယောက်လက်ရတယောက်အပေါ်ထဲမှာနှစ်ပေါင်းတရားနေမစင်ချင်းချင်းငယ်ဆွန့်ချအဲ့ဒါလေးစိတ်ရှိချင်းနဲ့ပြုစုဆောင်ချောင်းအဲ့တလောက်ထိပြုစုဆောင်ချောင်းပြီးညာတော်နှစ်ပေါင်းတရားသာကုန်သွားလိမ့်မယ်တဲ့ကျေးဇူးဆက်လို့မကြည်ဘူးတဲ့မိဘကျေးဇူးတွေနားလည်ပြီနော်အဲ့ဒါလိုလဲမိမိတဏ္ဍာထဲမှာလောကကိုလည်းပဲစွန့်လို့ရပါမလားမစွန့်ရဘူးနော်လောကမှာမစွန့်တဲ့တရားတွေမိဘကျေးဇူးတွေမိသီးရမဆိုးစောင့်ချောက်ရတယ်ဆက်ပေးရတယ်ဟုတ်ပြီဒါကြောင့်မလို့ဘုန်းကြီးတို့မနေ့ပိုင်းဟောကြားနေတဲ့ပရိစ္ဆေသမ္မာအရှိခံထားပြီးတော့ခန္ဓာအကြောင်းသိကောင်းစေဟုတ်လားခန္ဓာရဲ့ဖြစ်ကြောင်းချုပ်ကြောင်းခန္ဓာကိုယ်ကြီးရဲ့လဲစီတတ်တဲ့တတ္တိနဲ့လွတ်မြောက်စေတတ်တဲ့တတ္တိပိုင်းဆင်ရကိုဘုန်းကြီးတို့ပရိစ္ဆေသမ္မာအရှိခံထားပြီးဟောလာလိုက်တာနော်ဟောမနေ့ကဟောခဲ့တဲ့ဘုန်းကြီးတို့သူတော်ကောင်းအဆက်ကပြန်ကောက်ကြရအောင်ပါမူလနှစ်ပြားကဘယ်သူနဲ့ဘယ်သူသစ္စာနှစ်ပါးကသမုဒယသစ္စာဒုက္ခသစ္စာသမုဒယဒုက္ခပေါ့နော်လေးခုအလွာဆိုတာကကောတေကြောင့်တလွာပြီးတော့ဒီစုပန်အကြောင်းတလွာအနာကအကျိုးတလွာလေးခုလွာအင်္ဂါ12ပါးဟူသည်က
ဒီ32ပါးလုံးကိုဘာလို့ခေါ်လဲသင်္ခါ12ပါးတရားကိုမြတ်နဲ့3ပါးအစဆိုတာကကောသင်္ခါရနဲ့ဝိညာဉ်တစားဝေဒနာနဲ့တဏှာတစားကာမဘဝနဲ့ဇာတိတစားဟောသင်္ခါရနဲ့ဝိညာဉ်တစားကအတိစလို့ခေါ်တယ်မဟုတ်လားသိပြီးတော့မှစက်တာလေဝေဒနာနဲ့တဏှာကြတော့အရှင်ဇတ်ပစ္စုပန်မှာစက်နေတာပေါ့ကာမဘဝနဲ့ဇာတိကလည်းပဲအတိစသိပြီးတော့မှစက်တဲ့အလို့ဟုတ်လားပြအတိတ်နဲ့ပစ္စုပန်စက်တာကိုနဲ့ဆိုင်သေးသလားမဆိုင်တော့ဘူးအနာဂတ်ကိုဆိုတာလည်းကိုယ်စီရောက်ပါလားကာမဘဝနဲ့ဇာတိကလည်းကိုယ်စီမရောက်သေးဘူးပေါ့နော်တို့ဖြတ်နေရမှာဘယ်နေရာဖြတ်ရမှာလဲမင်းရင်ဝေဒနာနဲ့တဏှာကြားမှာဖြတ်ရမယ်လို့သဘောထားလိုက်ပါနော်သုံးပါအစနှစ်ရမူလနှစ်ရမူလကဘာနဲ့ဘာနဲ့လဲတဏှာနဲ့အဝိဇ္ဇာဘာဖြစ်လို့တဏှာနဲ့အဝိဇ္ဇာထပ်ပြီးတော့ဟောတယ်လို့မရင်အဝိဇ္ဇာကဘယ်တော့ကမူလအဖြစ်တော့လွန်လေပြီးတော့အတိတ်ဘဝတုန်းကမူလအဖြစ်နဲ့ယက်တည်လို့ဒီခန္ဓာကိုရအောင်စီမံတယ်မဟုတ်လားဟောတဏှာကြက်ပဲနောက်ခန္ဓာရဖို့တဲ့ပစ္စုပန်ဘဝမှာစီမံနေတယ်မဟုတ်လားဒါအတိတ်အဝိဇ္ဇာသည်လွန်လေပြီးတော့အတိတ်ဘဝတုန်းကမူလအဖြစ်နဲ့ယက်တည်ခြင်းကြောင့်၎င်းဟုတ်လားတဏှာသည်နောက်ခန္ဓာရဖို့အတွက်မူလဖြစ်ယက်တည်နေခြင်းကြောင့်၎င်းဒီအဝိဇ္ဇာနဲ့တဏှာနဲ့အဝိဇ္ဇာကိုခွဲပြီးတော့ဟောရပါတယ်တဲ့မြတ်စွာဘုရားကညမူလဝတ္တဝနဲ့ဝတ္တဝပြန်ပြောပါဦးကိရိတာဝောရဲ့ကာမဝောရဲ့ဝိပါကဝောရဲ့နံပါတ်တဲ့ဆက်ဝိုင်းအကွက်ထဲမှာဘာနဲ့ဘာဝဲနဲ့ပါတယ်လေကိရိတာဝောနဲ့ကာမဝောရှိတယ်တဲ့ဝိပါကဝောကနံပါတ်ဘယ်လောက်မှရှိတယ်နံပါတ်4မှာရှိတယ်ပေါ့နော်အဲ့ဒီတော့ကိရိတာဝတ်3ပါးတဲ့ကိရိတာဝတ်3ပါးမနေ့ကပြောခဲ့တယ်ကိရိတာဆိုတာဘာကိုပြောတာလဲညက်နွန်းတဲ့သဘောဟုတ်လားကြည်လင်တဲ့စိတ်ကိုညက်နွန်းစေတတ်တယ်မှောင်ကျစေတတ်တဲ့စိတ်ကိုဘာလို့ခေါ်လဲဘာသူတွေလဲမင်းရင်အဝိဇ္ဇာပြီးတော့တဏှာပြီးတော့ဥပါဒံအဝိဇ္ဇာတဲ့တရားကိုပေါက်လိုက်ကောက်ပြပါဦးမောဟတဏှာရဲ့တရားကိုကလောဘဥပါဒံတရားကိုကလောဘနဲ့ဒိဋ္ဌိဟုတ်လားဒါဆိုရင်အဝိဇ္ဇာတဏှာဥပါဒံဒီသုံးပါးတုံးသည်ဒီသုံးပါးမှာတစ်ခုကိန်းနေမယ်ဆိုရင်ဘာရောက်ပြီကိရိတာရောက်ပြီဆင်းရဲတော့မှလားချမ်းသာတော့မှလားဒါကြောင့်မို့လို့ကိရိတာဝဂ္ဂဘယ်နှပါးရှိတယ်ကာမဝဂ္ဂကောနှစ်ပါးဘယ်သူနဲ့ဘယ်သူပါလိသင်္ကာရနဲ့ကာမဘဝသင်္ကာရဆိုတာကပြုလို့တဲ့သဘောဟုတ်လားကာမဘဝဆိုတာအာထုံမှုသဘောဟုတ်လားဟောမဆက်နေဘူးလားအဝိဇ္ဇာရှိရင်ဘယ်သူနဲ့ဘယ်သူရှိတယ်တဏှာနဲ့ဥပါဒံရှိသလိုသင်္ခါရရှိရင်ဘယ်သူရှိရတယ်ကာမဘဝရှိတယ်ကာမဘဝရှိရင်ဘယ်သူရှိတယ်သင်္ခါရရှိတယ်တဏှာဥပါဒံရှိရင်ဘာရှိတယ်အဝိဇ္ဇာရှိတယ်အဲ့ဒါလိုလည်းပဲမိမိတဏ္ဍာထဲမှာမကင်းရမကင်းကြောင်းကိုလည်းနားလည်ပေးပါနားလည်ပြီနော်အဲ့တော့ကိတ္တဝတ်နဲ့ကာမဝတ်အကြောင်းရင်းခံလို့ဘာဝတ်ဖြစ်ရတာဝိပါကဝတ်ဖြစ်ရတာဝိပါကဆိုတာသစ္စာနဲ့ဖွဲ့လိုက်လို့ရှိရင်ဒုက္ခသစ္စာကိရိတာဝတ်နဲ့ကမ္မဝတ်ကိုသစ္စာဖွဲ့ရင်သမုဒယသစ္စာသမုဒယကြောင့်ဘာဖြစ်နားလည်ပြီနော်ဝတ်သုံးပါးနဲ့အဲ့ဒီဝတ်သုံးပါးတို့ကြောင့်ဘုန်းကြီးတို့တရားဓမ္မတွေဝတ်သုံးလေးဂွင်းတက်တဲ့ညင်းဆဲတဲ့ဣလူဘုံလို့ဆိုတယ်မဟုတ်လားအဲ့ဒီဝတ်သုံးပါးတို့ကဘာဖြစ်နေကြတာလဲနေတာပေါ့ဘာနဲ့လဲနေရတာဝတ်သုံးပါးနဲ့လဲနေတယ်ဘာနဲ့ပါပြန်ပြောပါဦးကိရိတာဝကကာမဝကသစ္စာဖွဲ့ပါဦးဝိပါကဝက7ပါးဝိပါကဝကဘယ်နှပါးရှိတယ်7ပါးကကောပါတယ်လေဝိညာဉ်ကာတိဥပဇရမဏဥပပတိဘဝဟောဘယ်နှပါးလဲ7ပါးဝိညာဉ်ဥဒနာဘာသာဝေဒနာဇာတိရဲ့ဇရမဏရဲ့ဥပပတိဘဝရဲ့ဆိုပြီးတော့ဘယ်နှပါးရှိတယ်ဒါ32ပုံခြုံပြီးတော့ဘုရားဟောထားတာနော်ဥပပတိဘဝကတော့နတ်ပြည်နတ်ပြန်မာတွေဆိုလိုက်တော့သူတို့ရှန္ဒလို့ရှိရင်ဇာတိနဲ့ဇရာတပုတ်မရဏတပုတ်ခွဲလိုက်ရတာပေါ့နော်ဒါကတွဲတာပြန်လို့လဲ9ပါးတည်းဖြစ်တယ်ပေါ့သို့တော့32ပုံခြုံပြီးတော့ဘုရားဟောတော်မူခြင်းကြောင့်မိမိတန်ထဲမှာဝတ်သုံးပါကိရိတာဝကမ္မဝဲရဲ့ပြီးတော့မှဝိပါကဝဲ7ပါးတွေကိုအချင်းပမာတက်တဲ့ခံ
ခံစားပြီးမနေကြရဘူးလားဒါဆိုနားလည်သွားပြီဝတ္တဝနဲ့ကာလပဲနဲ့ဖျားတယ်လေကာလ3ပါးရှိပါတယ်တဲ့ကာလ3ပါးကဆိုကြမှာပါတယ်လေလွန်လေပြီးတော့အတိတ်ကာလနံပါတ်2မှာယခုဖြစ်စေပစ္စုပန်ကပါလေပြန်ဆိုပါဦးပါလေလွန်လေပြီးတော့နောင်ဖြစ်လက်တံနာဂကာလနံပါတ်1မှာတော့တိတ်နံပါတ်1ကအတိတ်ကာလနော်အတိတ်ဘဝတုန်းကဖြစ်ခဲ့တာလေးတဲ့အဲ့ဒါလေးယခုဖြစ်စေပစ္စုပန်ကာလဆိုတော့နံပါတ်2နဲ့နံပါတ်3ကိုပေါင်းထားတာနော်နံပါတ်2နဲ့နံပါတ်3ပေါင်းထားလို့ယခုဖြစ်စေတဲ့ယခုဖြစ်စေပစ္စုပန်ကာလယခုဖြစ်စေပစ္စုပန်ကာလနော်ဘယ်နှပါးရှိယခုဖြစ်စေပစ္စုပန်ကာလမှာဘယ်နှပါးရှိ7ပါးရှိတယ်နော်ဘယ်သူတွေပြန်ပြောပါကောက်ပြပါအောင်ဝိညာဉ်ဝေဒနာတဏှာဥပါဒံကာမဘဝအဲ့ဒီ7ပါးလုံးသည်ဘယ်ကာလမှာဖြစ်နေလဲပစ္စုပန်ကာလမှာဖြစ်နေတယ်တဲ့ပစ္စုပန်ကာလမှာဖြစ်နေတယ်နော်ဩပစ္စုပန်ကာလထဲမှာသစ္စာ2ပါးပေါ့သစ္စာဘယ်2ပါးဖြစ်နေတယ်ယခုဖြစ်စေဆိုတာကယခုဆိုတာကသမုဒ္ဒရာဟုတ်လားပစ္စုပန်ကာလဒုက္ခသမုဒ္ဒရာနဲ့ဒုက္ခပေါင်းစည်းထားတာဒီခန္ဓာကိုယ်ကြီးရနော်ဘာနဲ့ဘာပေါင်းစည်းနေတယ်သမုဒ္ဒရာဒုက္ခဒုက္ခသမုဒ္ဒရာအမြဲတမ်းစက်နေတယ်မို့လားအဲဒါကြောင့်မို့လို့ဘုန်းကြီးတို့တရားဓမ္မတွေအတိတ်ဆိုတာလည်းပဲကိုနဲ့မဆိုင်တော့ခြင်းကြောင့်ရပ်ထားလိုက်တော့ဟုတ်လားနောက်ဖြစ်တဲ့အနာဂတ်ကာလဆိုတာအနာဂတ်ဘဝဆိုတာကိုယ်နဲ့မဆိုင်သေးလို့ရပ်ထားလိုက်တော့နော်တို့ဘယ်နေရာမှာအလုပ်လုပ်ရမှာလဲလို့မေးရင်ပစ္စုပန်မှာအလုပ်လုပ်ရမယ်ဘယ်နေရာမှာလုပ်လို့ရမယ်ယခုပြည့်စုံပစ္စုပန်ကာလမှာပေါ်တိုင်းအာယုမှန်တယ်မြတ်ဒီအာယုနောက်လဲရမှာလားဖြတ်ရမှာလားဖြတ်ရင်ရတယ်နော်ဖြတ်ရင်တော့မဖြတ်ရင်တော့ပတ်တယ်မဖြတ်ရင်ပတ်ဖြတ်ရင်ရအဲ့ဒါပရိစ္ဆသမုပ္ပါမဖြတ်ရင်ပတ်တယ်ဖြတ်ရင်ရက်တယ်ဘာနဲ့ဖြတ်ရတဲ့အလုပ်ပဇာနာအော်နေလို့ရပါမလားမပြီးဘူးနော်တန္တရာစက်ဝန်းကြီးတန္တရာစစ်ရကြီးရက်တယ်လို့ဆိုတာကဖြတ်လို့ရက်တာပေါ့ဗျာဖြတ်လို့မဖြတ်ရင်မရက်ဘူးဒါဆိုရင်မိမိရဲ့စိတ်စဉ်ထဲမှာတို့အာယုံပေါ်တိုင်းမှာဒီအာယုံနောက်ကိုလိုက်နေရင်လဲနေတယ်အိမ်ငိုက်ပေါ်နေပြီလဲနေပြီစိတ်တွေးနေပြီစိတ်ကတောင်တွေးမြောက်တွေကြံစီတွေးတော်ပြီးနေတာဒီလဲနေပြီဟုတ်တယ်နော်ဝေဒနာကိုညံမသွင်းရင်လဲနေပြီဒုက္ခဝေဒနာကိုညံမသွင်းရင်လဲပြီဒုက္ခဝေဒနာညံမသွင်းရင်လဲပြီဥပ္ပကဝေဒနာညံမသွင်းရင်လဲပြီသောမနတဝေဒနာဝန်တရစိတ်ကိုညံမသွင်းရင်လဲပြီဒေါမနဝေဒနာစိတ်ထဲမှာမကြင်မနဲ့စိတ်ကိုညံမသွင်းရင်လဲပြီညံရှိရင်သက်သာတာပေါ့ဗျာဟုတ်လားတတိညာရှိတဲ့ပုဂ္ဂိုလ်တွေရာသက်သာတယ်ဥနာတိသက်သာမယ်တတိညာမရှိတဲ့ပုဂ္ဂိုလ်ကြတော့မပင်မှန်ဘူးလားဆင်းရဲရတာပေါ့ဗျာနော်ဒါကြောင့်မို့လို့လောကကြီးမှာအတိတ်ကာလပြောပစ္စုပန်ကာလပြောအနာဂတ်ကာလပြောကာလ3ပါးကိုကာလ3ပါးဖြစ်တဲ့ခန္ဓာတို့မိဒီမှာတခြားသက်သာလားဒုက္ခသက်သာပဲလားအတိတ်ဘဝတုန်းကလည်းဘုန်းကြီးတို့ဗာသက်သာနဲ့နေခဲ့ရတယ်ဒုက္ခသစ္စာကြီးနဲ့အခုလည်းဗာသက်သာနဲ့နေရတယ်နောက်အနာဂတ်မှာလည်းဗာသက်သာနဲ့နေရအောင်မယ်ဘာမသိသေးသေးမြတ်သစ္စာညာမကိန်းသေးသစ္စာညာကိစ္စညာကတ္တညာလေးမပေါ်သေးသေးမြတ်ကာလပတ်လုံးဘာသစ္စာကြီးနဲ့ရင်ဆိုင်ရမယ်ဒုက္ခသစ္စာနဲ့ဒုက္ခစုလို့ဒုက္ခစုနေတာပေါ့ဗျာဟုတ်လားအဲ့ဒီဒုက္ခတွေဟာသူတစ်ပါးပြုတာလားသူတစ်ပါးပြုတာဟုတ်ရဲ့လားမိမိပြုတာကဟုတ်ရဲ့လားမဟုတ်ဘူးနော်ဒါကြောင့်မလို့ပုံနာကြီးတယောက်ကလာပြီးချောက်ထားတယ်မြတ်စွာဘုရားတဲ့ဒုက္ခကိုမိမိပြုတာလားဘုရားလို့ပြီးတော့မဟုတ်ဘူးဟုတ်လားသူတစ်ပါးပြုတာလားဘုရားဆိုတော့မဟုတ်ဘူးမိမိသူတစ်ပါးနှိုးကြောင့်ပြုတာမဟုတ်ဘူး
အဲ့ဒါလို့လည်းပြောလိုက်ရောရှင်ကြီးကောဓမဒုက္ခမရှိဘူးလားတဲ့ရှိတဲ့ပုံနာကြီးဒုက္ခဘာကြောင့်ဖြစ်တယ်တဲ့အဝိဇ္ဇာကြောင့်ဖြစ်တယ်ကွာတဲ့ဟောစာပြောတာနော်ဒုက္ခဘာကြောင့်ဖြစ်တာအဝိဇ္ဇာဘာကြောင့်ဖြစ်နေသင်္ခါရပေါ့နော်ဟုတ်လားအဲ့ဒီကလည်းစပြီးတော့အထက်စီသွားတယ်ပေါ့ဇရာမဏသောကပိသွားစီဆက်လိုက်တာပေါ့နော်ဩအဝိဒီဒုက္ခသစ္စာဒီအဝိဇ္ဇာရှိလို့ပဲအဝိဇ္ဇာနောက်ကတဏှာဟောသင်္ခါရဝိညာဉ်ဥဒနာဖသဝိညာဉ်တွေတန်းပြီးတော့မသွားဘူးလားဩဒါဆိုလို့ရှိရင်ဒုက္ခကန္တသမုဒိယဟောဒီဒုက္ခတွေသမုဒိယကြောင့်ပဲလို့မဆိုလားဆိုလားအေးဒါကြောင့်မလို့ဒုက္ခကန္တသမုဒိယဟောဒီလို့ဒုက္ခတွေရှိတယ်လို့ဒုက္ခထဲမှာဘာသစ္စာထပ်နေတယ်သမုဒိယသစ္စာထပ်နေလို့ဒုက္ခရောက်တာလို့သူတို့ဆိုတယ်နော်ဘုန်းကြီးတို့တဏ္ဍာထဲမှာဒီနေ့ကြည်ပါလားဩပစ္စုပန်မှာသမုဒိယဒုက္ခသမုဥဆောင်တာဒုက္ခနော်အဲ့ဒီဆင်းရဲစရာတွေထပ်ပေါ်နေတာလေးကနံပါတ်3သမုဒိယသစ္စာထပ်နေတယ်ဘယ်ကာလမှာပစ္စုပန်ကာလမှာနော်နောင်တဏ္ဍာမှာလည်းပဲဒီလိုပဲမခံရဘူးလားခံရမှာလားခံကြရမယ်ဒါကြောင့်မလို့မြတ်စွာဘုရားရှင်ကတိတဏပစ္စုပန်နာအနိစ္စခယတိနာဒုက္ခပဲနဲ့အနတ္တအသာရကထေနာအဲ့ဒါလို့ဟောပေးတယ်တိတဏပစ္စုပန်နာခုခိတ်နောင်လာသုံးပြသောကာလတို့၌ဖြစ်သောအတိတ်အနာဂတ်ပစ္စုပန်ဆိုကာလသုံးပါး၌ဖြစ်သောတဲ့ရူပယုတ်တရားသည်ခယတိနာကုန်ကံပြည့်စည်နေခြင်းသောအနိစ္စမြဲမြံခြင်းမရှိဘယတိနာ96ပါးသောယောဂဝိနာလူပိဆိုင်မနေရခြင်းသောဒုက္ခဆင်းရဲ၏အတ္တကဒေနာနေတရဘာတကုမှ6ဝေလောမရခြင်းကြောင့်အနတ္တကိုယ်ပဲကွက်တာမရှိတံဘီဒုမမြဲခြင်းဆင်းရဲတဲ့မပန်းတဲ့သဘောတရားမှန်တယ်မြတ်ဒီဒုက္ခသစ္စာပါပြီဒီမမြဲမှုဆိုတာလည်းဘာသစ္စာလဲဒုက္ခသစ္စာဆင်းရဲနေရတာလဲကိုယ်ပဲကွက်တာမရှိတဲ့သဘောကလည်းဒုက္ခသစ္စာပါပဲဩခန္ဓာကိုယ်ကြီးဟာနေစာလို့ဆွဲယူနေတဲ့ပုဂ္ဂိုလ်သားဒုက္ခလို့ဒုက္ခလို့ဆွဲယူနေတဲ့အတ္တလို့ဆွဲယူနေတဲ့အနိစ္စဒုက္ခအနတ္တအတုပလို့ဘုရားရှင်ဟောပဲညတော့လဲမိမိတို့တဏ္ဍာထဲမှာညာမရောက်တဲ့ပုဂ္ဂိုလ်တဏ္ဍာထဲမှာဟောနေစ္စဒုက္ခအတ္တတုပအပြင်ကိုယ်ဆွဲနေမယ်ဆိုရင်အမှန်ဆွဲလားအမှားဆွဲလားမှားယွင်းနေခြင်းကြောင့်ချမ်းသာမှလားဆင်းရဲမှလားဒါမှမဟုတ်ဆင်းရဲခြင်းတရားသည်ကာလ3ပါးမှဖြစ်နေတယ်တဲ့ဘယ်ကာလမှဖြစ်နေပါလိမ့်အတိတ်ကလည်းဖြစ်ခဲ့ပြီးပစ္စုပန်လည်းဖြစ်နေတဲ့အနာလည်းဖြစ်အနာဂတ်မှလည်းဖြစ်လက်တံဟုတ်လားဖြစ်ပြီးဖြစ်ဆဲဖြစ်လက်တံဖြစ်ပြီးခဲ့ပြီးပြီဆိုရင်ပါတဲ့အတိတ်ဖြစ်ဆဲဆိုတာဖြစ်လက်တံဆိုတာအနာဂတ်အဲ့ဒါလို့ဖြစ်ပြီးဖြစ်ဆဲဖြစ်လက်တံကာလ3ပါးမှာဖြစ်သောယုတ်တရားဖြစ်စီနာတရားတို့သည်မြဲသလားမမြဲဘူးလားဒါကိုယ်ခန္ဓာကိုဉာဏ်နဲ့ထောက်ကြည့်မြဲမြံခြင်းဘာတစ်ခုမှမရှိပါတကားချမ်းသာခြင်းဘာတစ်ခုမှမရှိပါလားကိုယ်သဘောဘာတစ်ခုမှမဖြစ်ပါတကားတင့်တယ်ခြင်းဘာတစ်ခုမှမရှိပါတကားခန္ဓာတစ်ခုလုံးမှာအပြင်ကအရေးထူအရေးပန်းလေးဖုံလုံးထားလို့သာအဲ့ဒီအရေးထူအရေးပန်းလေးပေါက်ပြဲသွားပြီဆိုရင်ခန္ဓာကိုယ်တော့သွေးတွေထွက်လာမယ်ရောင်းချစရာဖြစ်လာမယ်ကြည်မကောင်းချူမကောင်းဖြစ်လာပုံပြဲဆန်းဖြစ်လာမယ်ဟုတ်တယ်လားစစ်ဆိုပဲကောင်းတဲ့ခန္ဓာကြီးမို့လားဒီခန္ဓာကိုယ်ကြီးကအပြင်ကအရေးတို့အရေးပါဖုံးလွန်ထားလို့သုံးလို့ဆွဲလို့ကြည့်လို့ရှုလို့ကောင်းနေတာပါနော်အဲ့ဒီအရေးတို့အရေးပါတွေတပတ်ချင်းတပ်ဖို့လို့ခွာကြည့်စမ်းပါသူတော်ကောင်းတို့ရဲ့ကြည့်လို့ကောင်းသေးရဲ့လားအရေးတို့အရေးပါတွေအကုန်လုံးခွာချထားလိုက်နီးရဲပြီးပုံစံပြည့်နေမှာပေါ့ပြီးတော့မှအဲ့ဒါမှအကျော်တွေအကုန်လုံးထုတ်လိုက်ဟုတ်လားအကျော်တွေမရှိတော့ဘူးဆိုတပိုင်းတစ်စဖြစ်သွားပြီလေအကျော်တို့ပြင်300သောအယူ9000သောအကျော်တို့ဖြင့်ရက်ပတ်ထားတဲ့ခန္ဓာကြီးမို့လားအိမ်တိမ်မှာကျိုးတွေနဲ့တန်ဖိုးနဲ့အကုန်လုံးရိုက်ထားတဲ့တွေ့တာကြောင့်အိမ်ဆိုတဲ့ပုံစံဖြစ်နေပြီတကယ်တော့အတွေ့ကလေးစားတွေကတော့အမျိုးစုဗီဒီယိုစတဲ့ပစ္စည်းဥစ္စာတွေသူ့နေရာနဲ့သူထားတာကလေးစားတွေမို့လားဒီခန္ဓာကိုယ်ကြီးမှာလည်းကလေးစားတွေနဲ့မရှိလားရှိလားရှိနေတယ်အဲ့ဒီတော့အဲ့ဒီကလေးစားတွေကြည့်လိုက်ပြန်တော့ခန္ဓာဥသိင်္ဂမနှလုံးစားရှိတဲ့နေရာတွေကိုကြည့်လိုက်ပြန်တော့လည်းပဲချမ်းသာကြလားဆင်းရဲကြလားဘာမှတန်ဖို့မရှိဘူးနားလည်ရလားအဲ့ဒါလို့အရေးထူအရေးပါးလေးကတခုမှတပုတ်ချင်းတကူကြီးညံနဲ့ခွာကြည့်မယ်ဆိုရင်လောကကြီးကပျော်စရာလားကြောက်စရာလားဘဝမှန်တယ်မြတ်တွေဘာမှကောင်းတာမရှိဘူးလို့သဘောပေါက်ထားရမယ်နော်ဘာမှမရှိဘူးဘာတစ်ခုမှ
ကောင်းတာမရှိပါလားအဆိုးတွေပေါင်းထားတာကိုဘာတွေပေါင်းထားတယ်အဆိုးတွေနော်ကံတွေကံတွေကကံတွေကောင်းတာကံတွေရောမကောင်းတဲ့ကံတွေရောအကုန်ရောထည့်တာကိုနော်ကောင်းတာတွေမကောင်းတာတွေအမြင့်မဲ့အကုန်လုံးရောထည့်ထားတဲ့တွေ့တာကြောင့်ချမ်းသာစရာဘာတစ်ခုမှမရှိဘူးသို့တော့အဝိဇ္ဇာတဏှာလေးကပ်ပြီးတော့ကိုယ့်ကိုယ်ဘယ်လိုထင်ကြည့်နေကြတာချမ်းသာလေလို့ထင်နေကြတယ်မို့လားဟုတ်လားပြီလို့ထင်တယ်မို့လားမြဲတဲ့ရောင်ရောင်ချမ်းသာတဲ့ရောင်ရောင်စိတ်သွားတဲ့ကိုယ်ပါတွေကိုထင်ကြည့်ခဲ့တယ်တကယ်ညံမြဲလုံးကြည့်လိုက်တဲ့အခါမှာမြဲတဲ့နေရာရှိချမ်းသာတဲ့နေရာရှိလားကိုယ်ပိုင်တန်သောအရာဝတ္ထုရှိသလားမရှိဘူးဟုတ်လားဒါကြောင့်မလို့သားလေဘုန်းကြီးတို့သူတော်ကောင်းတို့ရဲ့ဉာဏ်ရှိဖို့လိုတယ်လို့ပြောတာပေါ့ကိုယ်ပိုင်ဉာဏ်နော်ဘာနဲ့သူတစ်ပါးပြောပြလို့သိတဲ့အတိကသိညာသိကိုယ်ကိုယ်သတိထားပြီးတော့ခန္ဓာကိုယ်ကြောင်းကြဆိုင်ပြီးကြည့်လို့သိတဲ့အတိကပညာသိဟုတ်လားကိုယ်တိုင်ကြည့်လို့သိတဲ့အတိကပညာသိပညာသိကမပြောက်တော့ဘူးနော်ပညာသိကမပြောက်တော့ဘူးပညာသိကပျောက်တယ်ပညာသိကဖွဲထဲမှာစာရေးထားသလိုပေါ့ဖွဲပုံထဲမှာစာရေးတယ်သဲပုံထဲမှာစာရေးထားတယ်စာရေးတဲ့သဲပုံထဲရေးထားတော့ဟောလေလဲတက်လိုက်ရဘာဖြစ်သွားပျောက်သွားတာပေါ့ဖွဲပုံထဲမှာရေးတဲ့စာလဲပျောက်သွားတာပေါ့အေးကြောက်ဖြာပေါ့နှလုံးသားကိုကြောက်ဖြာပင်ထဲမှာရေးရမယ်တဲ့ဘုရားကဘယ်မှာရေးရမှာလဲဘာတွေရေးရမှာလဲလို့မင်းရင်အနိစ္စဆိုတဲ့စကလုံးလေးတွေကိုစာလုံးလေးတွေရေးထားရမယ်သဗ္ဗေသင်္ခါရအနိစ္စအလောယုံနာဒီခန္ဓာတွေဘာဖြစ်မမြဲဘူးဒုတိယသဗ္ဗေသင်္ခါရဒုက္ခအလုံးစုံတတ္တဝါသင်္ခါရတွေခန္ဓာတွေဘာဖြစ်တယ်ဆင်းရဲတယ်သဗ္ဗေဓမ္မအနတ္တတတ္တဝါတွေဘာဖြစ်နေတယ်ဘာမှအစိုးရတရားပိုင်ဆိုင်တာမရှိဘူးဟုတ်လားသဗ္ဗေဓမ္မအတုပါအလုံးစုံခန္ဓာကိုယ်ကြီးဒီပါတယ်လေမတင့်တယ်ဘူးလို့ဆိုတော့ဩဒီကုလုံးမှာမြဲတာမရှိဘူးဆိုပါလားချမ်းသာတယ်ဆိုတာမရှိဘူးဆိုပါလားကိုယ်ပိုင်ကွက်တာအစိုးရကြဘာမရှိဘူးဆိုပါလားတင့်တယ်ကြမရှိတဲ့ခန္ဓာဥဆိုပါလားမှန်လိုက်တာအပြင်ကအရေးတူအေးပါလေဖုံးလုံးထားလို့တင့်တယ်တလို့လို့လှန့်တယ်လို့ချောတော်တင်လက်ဆက်တတ်တော့ဒါဒီမဟုတ်ပါလားကိုထင်တယ်လို့မဟုတ်ပါလားလို့မမြင်ရဘူးလားဗာမျက်လုံးနဲ့တက်ကြည့်ရင်အေးညံမျက်လုံးနဲ့တက်ကြည့်တဲ့ခဏလေးမှာအမှားပြောက်ပဲအမှန်ရောက်ပြီနော်တို့ရရှိတဲ့ခန္ဓာကိုယ်ကြီးဒီတတိထားပဲကြည်တန်းကြီးလေးလေးမှန်မှန်ရှိပြီးစောင့်ကြည်တန်းကြည်တန်းမှာခန္ဓာကိုယ်ကြီးဟိုကဖောက်ပြန်ပြဒီကဖောက်ပြန်ပြဟိုကနေစစ်ပြဒီကနေစစ်ပြဟောဒီလိုမကောင်းဖြစ်လာတဲ့ထိုင်လိုမကောင်းဖြစ်လာတဲ့ခေါင်းမူတလို့ခန္ဓာကိုယ်ကစေကြောကျတလို့သွေးတိုးတလို့ဟုတ်လားနှလုံးခုံမြန်တဲ့နှလုံးယောဂဖြစ်တယ်လို့ဟာဘယ်ယောဂတွေညာယောဂတွေအနေလားအများကြီးလားဟာကြည်သားချက်နှိမ့်စနေတာနော်မဖြစ်ပါစေနဲ့လို့တားလို့ရသလားတော့ကြာနေကောင်းမှုနေပြန်ပြီသွေးတိုးလို့တယ်ဖြစ်နေပြန်ခန္ဓာနှိမ့်စက်လိုက်တာကြည်သမ်းပါဦးတားလို့ရသလားကိုကဒီလိုဖြစ်ကျင်သလားဒါပေမဲ့ခန္ဓာကနှိမ့်စက်နေတယ်ဘာလို့နေတယ်နှိမ့်စက်ခံလိုက်ရတာအနည်းလားအများကြီးလားဘယ်တော့မှမစနှိမ့်စက်ခံလာခဲ့တန်တရာလဇန်တရဲ့ဘဝတာနာလဇန်တကပဲနှိမ့်စက်ခံလာခဲ့ရတာအချိန်ဒီအနည်းလားအများကြီးလားဉာဏ်သွင်းကြည့်သိတာတယ်နော်အဲကြောင့်မလို့အတိတ်လို့ပြောပစ္စည်းဘံလို့ပြောအနာဂတ်လို့ပြောကာလသုံးပါးမှာဖြစ်သောခန္ဓာအစဉ်တို့သည်ဘာသစ္စာပါလဲဒီခန္ဓာဒုက္ခကိုမြင်လို့ဒုက္ခမို့လို့ဒုက္ခအဆုံးကိုတွေ့သွားတဲ့ပုဂ္ဂိုလ်တွေကြတော့တဲ့ဘုရားရှင်ကယထာရူပိဇာနာမိဇာအသေတံဥပရောဇတိယထာချင်းပုဂ္ဂိုလ်ဤတဏ္ဍနဲ့မှနာမိဇာနန္တရားသည်တော်၎င်းရူပိဇာဘောပန္နယုတ်တရားသည်၎င်းဥပရောဇတိခြုံငင်းပြီးတော့နေ၏ဟောယထာနာမိဇာရူပိနာအသေတံအကျွမ်းများပြောဥပရောဇတိခြုံငင်းပြီးနေ၏ဣတိတသမဒုသောနိဗ္ဗာန်ဒုက္ခတဲ့ကျုံရင်းတဲ့နိဗ္ဗာန်ကိုအင်္ဂါဘုရားသည်ဝရမိန်တော်မူ၏จิตသားတော်จิตသမီးတို့လောကမှာဟောဒီခန္ဓာကိုယ်ကြီးယုတ်ခန္ဓာကိုယ်ကြီးနတ်ခန္ဓာကိုယ်ကြီးခြုံငင်းယုတ်သိင်းခြင်းသည်ဗါတဲ့လေနိဗ္ဗာန်ဟုတ်လားအာသောကင်းကွာတော်မူရကုန်သောယန္နာရှင်မြတ်တို့သည်ဘယ်ကိုမျက်မှောက်ပြုကုန်တယ်အာသောနံအာသောကင်းကွာတော်မူကြကုန်သောအရဟံတော်ယန္နာရှင်မြတ်ကြီးတို့ဤတဏ္ဍာနေအတွင်းတဏ္ဍာနဲ့နာမင်းဇာနန္တရားသည်သာ၎င်း
ရောပိဇာယုတ်တရားဒီသောလောက်ကောင်အာတိတံအကျွင့်များပြဥပ္ပါရောစရေချုပ်ငင်းပြီးနေပါပြီ။အော်ဘယပြစ္ဆကယန္နာရှင်မြတ်တို့တဏ္ဍာထဲမှာယုတ်နံတွေငြိမ့်နေတယ်တဲ့။ဘာတွေငြိမ့်နေတယ်။နောက်တဲ့ခန္ဓာတွေရှိပါဦးမလား။ယုတ်တရားတို့ဘာမှဆွဲသံတဲ့သဘောတွေငြိမ့်နေငြိမ့်သွားပြီ။နံတရားပေါ်မှာအမှားဆွဲတွေချုပ်ပြောက်သွားပြီ။အမှားတွေပြောက်တော့အမှန်ရောက်သွားပြီနော်။အမှားရောက်ရင်အမှားပြောက်ရင်အဲ့ဒီအမှန်ကဘသူဖြစ်စဉ်ကိုကြည့်တဲ့အမှန်တော့ခန္ဓာမှာမရှိတာကိုကြည့်လို့တွေ့တာလားအရှိကိုကြည့်တွေ့လို့ကြည့်တာအရှိကိုအရှိတန်းကြည့်လို့တွေ့တာဟုတ်တယ်နော်ဒီမကြည့်သေးတဲ့အခါမှာကိုရောင်လဲနေမရှိနေဘူးလားဩတကယ်တတိပဋ္ဌာန်တရားကိုအရှိခံထားပြီးတော့ကြောင်းရာဆက်ကြည့်တော့မှတို့ရရှိထားသောခန္ဓာကိုယ်ကြီးဟုတ်တယ်လို့ထင်ခဲ့တာစိတ်သွားတိုင်းကိုယ်ပါတဲ့ထင်ခဲ့တယ်ရှမ်းသာနို့ရည်မြော်ကို၍သုံးမျိုးမှုကံပြုစီမှန်း၍ဝိညာဉ်ကျွဲဆက်နံရုပ်ကလည်းရဲ့ဝိညာဉ်တွဲဆက်နံရုပ်ကလည်း6ရအရဏဖတ်တာ6ပြားဝေဒနာနဲ့တဏှာ6တန်ဥပါဒဏ်နဲ့ဖြစ်ရန်အကြောင်းကံဆွင်လောင်ကံစင်လောင်၍သို့ကောင်းလဲဆိုခံစားမှုနဲ့ဘဝတန်တာရာလဲရပါသည်အိုနာသေရိပ်ပူဆွေးနဲ့ငိုကြွေးမြေတန်တပန်းဟိုက်တချိုက်ငင်းဟောငိုကြွေးလဲရတဲ့ဘဝတွေနေလားအများကြီးလားဘုန်းကြီးတို့တရားဓမ္မတဲ့ချမ်းသာနုံနဲ့ထင်ကြီးခဲ့တယ်နော်ချမ်းသာအောင်ရှာလိုက်တာသိတဲ့အရှင်ကစားပြီးတော့ရှာလိုက်တာဖွလိုက်တာရှာလိုက်တာဖွလိုက်တာချမ်းသာပါလားသေကနီးသွားပြီချမ်းသာပါလားချာလို့ပြီးပါလားမပြည့်စုံသေးဘူးမဖြစ်တာလို့သာရပ်နေတာသွားလို့လာလို့အစင်မပြေလို့သာရပ်နေရတာမလို့ရှင်သေးတယ်တခါတည်းပြောကြသေးတယ်နင်တို့ခင်မနော်တို့ဟိုတုန်းကပုံစံတိုင်းတာငါလုံးလိုက်ရလို့ရှိငါတတိဖြစ်မှာတို့ဟိုတုန်းကဒီလောက်ထိခက်ခဲမရှိတာတော့ရှာလို့ဒီလောက်ရှိတာဟဲ့နင်တို့ကအသုံးမကျတဲ့အကောင်တွေကိုကစပင်ဖြူလို့တွားကြိုးဆံပြဖြစ်နေပြီဒါပေမဲ့ဘာမကြသေးဘူးဂျိုမကြသေးဘူးဘာမကြသေးဘူးစပင်ဒီကတော့ဖြူနေပြီလောဘဒေါသမောဟတွေမဖြူသေးဘူးမကြသေးဘူးဟုတ်လားခန္ဓာတစ်ခုလုံးကြီးထိုင်မဖြစ်လာမြအကုသိုလ်တွေမထိုင်သေးဘူးဟုတ်တယ်လားခန္ဓာတစ်ခုလုံးကြီးထားလို့ထိုင်လို့သွားလို့အစင်မပြေတော့ဘူးတရားအတိတို့ဖြင့်ဒုပ္ပမှုမရှိသေးဘူးကဲမမိုက်ဘူးလားမိုက်လားမိုက်တယ်နော်ကိုမိုက်ကိုခံရမယ်ကိုမိုက်ရင်သူတစ်ပါးမခံဘူးနော်ဒါကြောင့်ဘုရားရှင်ကလောကမှာဟိကာလ3ပါးလို့ဆိုတဏိတာမှာလဲကာလ3ပါးနဲ့ခွဲကြည့်ပါလားအခုမကြကိကုံတော့မယ်နော်တဏှာကြီးတရားတိုင်းပြီးလို့ရှိရင်တဏှကုံတော့မယ်မနေ့ပိုင်းဒါနံပါတ်1ပထမတဏိတာရဲ့ပထမအရှိနော်ပထမအရွယ်လို့ခေါ်ရမှာပေါ့7 နာရီပြီးရင်9တရားတရားဟောပြီး4 နာရီခွဲဆိုရင်ဒုတိယအရွယ်နေ့တဝဲကုံသွားပြီ3 ပုံ 2 ပုံကုံသွားပြီနော်4 နာရီခွဲက9 နာရီထိသည်တတိယအရွယ်ဒါဆိုပထမအရွယ်နည်းနည်းပိုင်းမှာဘာတွေရှိထားသင့်တဲ့တရားအတိတုဉာဏ်တို့ကြီးတွေရဖို့မလိုဘူးလားဒါဆိုရင်မနေ့ပိုင်းမှာထူးထူးခြားမတွေ့ဘူးဆိုနေ့လယ်ပိုင်းမှာပါလို့ရလိမ့်မယ်ထူးခြားမှုပေါင်းကြိုးစားရမယ်မဟုတ်လားနေ့လယ်ပိုင်းမတွေ့သေးလို့ညနေပိုင်းမှာမကြိုးစားရဘူးလားအရွယ်3ပါဟုတ်လားအရွယ်3ပါအချိန်3ပါလေးကိုပိုင်းဖြတ်ပြီးတော့မိမိတဏ္ဍာမှာတချိန်ချင်းလေးမှာဘာတွေဖြစ်ထားရမှာလဲမေ့ရင်တရားအတိတို့ဉာဏ်တို့တွေရအောင်ကျင့်ထားရမယ်တဲ့ဘုရားကအဲ့တော့တရားအတိတို့ဉာဏ်တို့မှရအောင်မကျင့်ထားနှင့်သောပုဂ္ဂိုလ်တို့သည်တန်ခါတွေပြောစရာလားကြောက်စရာလားသတိထားကြည့်တယ်သတိထားကြည့်လိုက်ပါလားနော်ခန္ဓာကိုယ်ကြီးကတဖြည်းဖြည်းနဲ့သွားလို့လာလို့အဆင်ပြေသေးသလားထိုင်ရတာပေါ့လာသလားလေးလာသလားတခါတည်းထိုင်တော့မထားတော့မယ်ထိုင်ရကထားတော့မယ်ဆိုလူတွဲခေါ်မှအဆင်ပြေလာတယ်
no lumadwe coin a simbidobu Lulambi less heavy tama a simbilada no da a simbi dine no nema belupilla madibu go na town sally go bane sani de the yane sani ne kudo ne sani de no o nega bane sala gede era ne sala gede bane sala gede era ne sala gede o nega ro di chima de asaka mchi do bu le bhono di chinga dowe sakadaya saka chi naw ne so di chima dowe ma ba shi ma naw ne so yin di lo di chima 10 ရက်စခန်းပဲရှိတော့မယ်နော်15ရက်မရှိတော့ဘူးအဲ့ဒီတော့မနေ့တရင်ကျော်လက်ပြကျော်2ရက်နေဆိုရင်အဲ့ဒါဒီဘောစတော့မယ်နောက်နေဆိုရင်လုပ်ငန်းတွေပြန်စတော့မယ်ဒီနေ့ရလာလိုက်တာနော်ဒီဘောတို့ကြောင့်မယ်အဲ့ဒါတန်းစီပြီးတစ်မျိုးပြီးတစ်မျိုးတစ်မျိုးပြီးတစ်မျိုးဟောဘာမျှဝေခံစားဖို့တရားအတိတွေကုသိုလ်တွေမျှဝေခံစားဖို့အတွင်းဘုရင်တို့တရားဓမ္မတွေကိုရှင်းမြောက်နေတဲ့သဘောနော်မနေ့ပဲစောရတဲ့မှာအာယုံလေးနည်းနည်းတလုံးနှလုံးနဲ့ဖုံးပေးပြီးနောက်အိမ်တိမ်ကြွကိုဆိုမှဆိုတော့ရွှေဆိုင်ဖွင့်ပွဲအဲ့ဒီမှာတော့ပြည့်ချင်းမြောက်သွားရင်တော့မှလမ်းမှာနှစ်သက်ကိုဆိုတော့ဟိုလည်းတိုးမရဒီလည်းနောက်လည်းဆုံးမရှိတယ်တိုးမရတော့တဲ့ဘေးကလမ်းကြောင်းလည်းတော့ပြန်ထွက်သွားလို့အရင်ကတော့ဒီမှာတရားဟောဖို့အချိန်ကလည်းဒုက္ခအရေးကြီးတဲ့ထဲမှာအရေးကြီးလေကြာလေပဲအရင်လိုလေကြာလေပဲဟုတ်လားဟိုတစ်ခါတော့ကြည်စမ်းသွားရင်လည်းမဆွမ်းစားသွားလား9 နိုင်ကသွားနော်10 နိုင်ခွဲနေပြီရှေ့မရောက်နိုင်သေးဘူးဖုံးဆက်ရတဲ့အရှင်ကြီးတော့မကောင်းဘူးဆွမ်းတကားရင်ဟုတ်လားရှင်ကြီးမကောင်းပဲချင်းရမယ်7 နာရီတော့ကြော်မယ်တော်သေးတာပေါ့နိုင်ဝက်လောက်မှသွား10 နာရီခွဲ7 နာရီခွဲလောက်မှသွားရောက်တာနောက်နိုင်ဝက်လောက်ဆိုရင်တော့အဲ့ဒီနေ့အဆင်ပြေသွားလိမ့်မယ်ဟုတ်လားဗတ်ရည်ဆွနေရမှာလေနော်အဲကြောင့်မလားအဲ့ဒီမှာတရားဓမ္မတို့ရဲ့ဩသွားလာတဲ့မြို့တွေကအကြောင်းအမြို့တွေတော့ခက်နော်မနေ့ကိုအချိန်ယူရတာဒါကြောင့်မလို့ဒါခဏလေးအတွက်နော်တခဏနိုင်ဝဲခဏလေးအချိန်ယူရတာတသံတရားလို့လမ်းကြတော့ဒီတဲ့အချိန်ယူရမယ်ဆိုတာသဘောပေါက်လာတယ်တန်တရာအတွက်အကောင်းဆုံးဖြစ်ဖို့အတွက်ဘာယူရမယ်ဘာအချိန်ယူရမယ်ကုသိုလ်တွေများများအချိန်ယူပြီးအားထုတ်ရမယ်နော်တရားတွေအချိန်ယူပြီးများများအားထုတ်ရမယ်တဘဝအတွက်လားတသံတရားလုံးအတွက်လားဘုန်းကြီးသတိထားမိတယ်ရှေ့လည်းတိုးမရနောက်လည်းဆုတ်မရနောက်ဆုတ်တာလားနောက်တက္ကတယောက်လမ်းကြောင်ကြားတဲ့ရှေ့မှာလမ်းအကုန်ပိတ်နေပြီတဲ့မရတော့ဘူးတဲ့ဒီကောင်နောက်ဆုတ်ဟိုမှာလည်းဖုံးဆက်ဖုံးကလည်းပါမသွားဘူးဖုံးဆက်တဲ့ပုဂ္ဂိုလ်ကလည်းမိပွင့်အောင်ဖုံးဆက်နေပြီဟာသူတို့မျက်စိလဲကုန်ကြတယ်လမ်းကလေးရမှာအဲ့ဒါကြောင့်ဒီလိုမျက်စိတဏ္ဍာမှာလည်းရှေ့လည်းတိုးမယ်နောက်လည်းမထုတ်မရဆိုဒီဘဝပဲဟုတ်လားတရားကုသိုလ်မရှိတဲ့ပုဂ္ဂိုလ်တွေကြတော့နောက်ဆုတ်လဲဘာနဲ့သွားတွေ့မယ်နောက်ဆုတ်လဲဘယ်ရောက်မယ်အပယ်လေးဖို့တဲ့နီးဒီမှာရှေ့တိုးရင်လည်းအပယ်လေးဖို့နီးတယ်ဘယ်လိုပုဂ္ဂိုလ်အတွင်းတရားသိမရှိတဲ့ပုဂ္ဂိုလ်တွေဟုတ်လားတေသန္တရာလမ်းမသိတဲ့ပုဂ္ဂိုလ်တွေလေမညာဝေနိဗ္ဗာန်ကိုသွားတဲ့လမ်းကိုမသိတဲ့ပုဂ္ဂိုလ်တွေရှေ့လဲရှေ့သွားနေရင်လည်းပဲလမ်းပိတ်နေပြီသာသနာကွယ်တာနဲ့တွေ့သွားမယ်သာသနာတွင်တရားနဲ့သာသနာပတရားနဲ့တွေ့မယ်ဟုတ်တယ်လားနောက်ဆုတ်လို့လည်းမရတော့ဘူးတရားဓမ္မကြီးနောက်ကမဆုတ်ချင်ဘူးလားဘုန်းကြီးတော့ဆုတ်ချင်တယ်ဗျာနောက်10 နှစ်လောက်10 နှစ်လောက်ဆုတ်လို့ရှိရင်မြတ်မြတ်တရားဟောလို့ရမှာဟုတ်လားဆုတ်လို့ရမလားတရားကြီးတွေတရားမကြီးနောက်မဆုတ်ချင်ဘူးလားမှန်ပြောတရားရပါစေနောက်မဆုတ်ချင်ဘူးလားမှန်ပြောမငဲချင်ဘူးလားငဲချင်တာပေါ့ဗျာဆုတ်တယ်သူကငဲချင်နောက်ဆုတ်ချင်တယ်ဆိုတာငဲချင်တာပြောအသက်တို့အသက်ကြီးထက်ဆင်းနေချင်သေးတာဟုတ်လားဒါမဲ့ရသလားဥပမာလေးပြောတာပါဆုတ်လို့များရရင်ဘာဖြစ်ရှင်လိုက်တာဘုန်းကြီးတော့မဆုတ်ချင်အလကားပြောတာဘုန်းကြီးတို့ဒီကမကြီးမြတ်ဝင်တော့ရမှုချုပ်ကတော့ဆိုအမြင်ဘုန်းကြီးတို့3ဝါငယ်ငယ်လေးဟိုမှာရောက်နေမပြောပြတယ်ဝါတော့10လောက်ကပဲ19ဝါလောက်ကပဲငါအသက်50လောက်ပြည့်ကျင်လိုက်တာအသက်မြန်ပြည့်ကျင်နေ50လောက်ဖြစ်ကျင်လိုက်တာအရှင်မြတ်ဘာဖြစ်လို့လဲဟာဒုက္ခရောက်တာ
ဒုက္ခရောက်တာအခု50ကျော်လာပြီဟုတ်လားဘာဘယ်လောက်ဖြစ်ချင်လိုက်တာဟမ်ဘယ်လောက်ဖြစ်ချင်လိုက်တာယဟန္တာမြန်မြန်ဖြစ်ချင်လိုက်တာသိကျင်တဲ့စိတ်တော့မပေါ်ဘူးသိဘူးနော်ဘာဖြစ်ချင်လဲယဟန္တာဖြစ်ချင်တယ်ဘုန်းကြီးစိတ်ဒါပဲရှိတယ်နော်ယဟန္တာဖြစ်ချင်တယ်ယဟန္တာဖြစ်ရင်ဘာဖြစ်ငြိမ့်ပြီပေါ့ဟုတ်တယ်လားအသက်တော်တော်အသက်ရှင်ယဟန္တာအာတော်ကောင်ယဟန္တာဖြစ်သွားပြီဆိုရင်တန်လောင်စားသေးလို့မင်းငြိမ့်ပြီလေဘယ်တော့ခါမှဒီဒုက္ခတွေမတွေ့ရတော့ဘူးအတင်းပြောလည်းမခံရတော့ဘူးဟုတ်တယ်လားအတင်းပြောလည်းမခံရဒုက္ခလည်းမခံလည်းဘယ်ယောဂမှဖြစ်တော့ဘူးဟုတ်လားမဟုတ်ရင်မလွယ်ဘူးဗျခင်ဗျားတို့တယောက်နဲ့အတိုင်းဝင်နေနေလေးရှိတဲ့ဘုန်းကြီးကြတော့အများကြီးပဲအတင်းပြောဘယ်လောက်ခံရမယ်စဉ်းစားတခါတည်းကျနားကြီးလုံးလို့နော်ဘာဖြစ်လို့လဲဆိုတော့မှန်ကောင်းတာတွေပြောတဲ့ပုဂ္ဂိုလ်ကနေတယ်လေမကောင်းတာတွေပြောဟုတ်တာတချို့ဟုတ်တာရောမဟုတ်တော့၆ချီပြောတယ်ဘာမှလည်းမသိပဲနဲ့ဘာမှမသိပဲရန်တုံမှလို့ပြောတဲ့ပုဂ္ဂိုလ်ရှိသေးတယ်ဟုတ်တယ်လည်းမဟုတ်သူတို့တွေတနာပေးရတယ်ဩဒုက္ခရောလေနှုတ်ကိုလည်းမထိဘာဒီစကားပြောရမှလည်းမသိကိုယ်အကျိုးလည်းမရှိနော်ပစ္စုပန်နဲ့အကျိုးမတန်တာလည်းအကျိုးမရှိတဲ့စကားတွေသင်ဖြစ်တဲ့စကားတွေဆိုတာတန်ဖပလပဝါစာလို့ခေါ်တယ်မဟုတ်လားသူတို့ကအကြောင်းတွေကို၆ချဲပြောတဲ့ပုဂ္ဂိုလ်တွေဗါတဲ့လေတန်ဖပလပဝါစာအလုံးမကျတဲ့စကားကိုပြောတာဒီဝစီကံတွေမပြည့်နေဘူးလားသီလလေကျိုးပဲကုန်တာနော်သီလလေကျိုးတယ်နော်ကာယကံသုံးပါးနဲ့ဝစီကံ၄ပါးလုံခြုံမှသီလရှိတာဘုဒ္ဓဘာသာပိသုမနာဝဇ္ဇဘုဒ္ဓဘာသာတမ္ပပလပဝါစာဆိုရင်ဟောဝစီကံ၄ပါးသည်ဝစီကံ၄ပါးရှိမှသီလလုံခြုံတာနော်ဝစီကံတွေမလုံခြုံဘူးဆိုရင်သီလပစ္စည်းတယ်သီလပစ္စည်းရင်တမာတိအာနေမယ်တမာတဲ့ပညာမပေါ်တော့ဘူးရှင်းရှင်းလားဒါကြောင့်မလို့ယောဂီတို့မိမိရဲ့ဘဝမှာအတိတ်ဘဝတုန်းကလည်းဘုန်းကြီးတို့ကသီလတမာတိပညာတွေပစ္စည်းခဲ့ပြီးပြီကိုလည်းပဲထပ်ပြီးတော့ဖြစ်စည်းနေအောင်မယ်ဆိုရင်တနာဖို့မကောင်းဘူးလားကိုတနာတတ်ပါစေကိုတနာဖို့သိကောင်းတယ်တရားဓမ္မတို့တနာဖို့မကောင်းဘူးလားကောင်းလားကိုစဉ်းစားလိုက်တိတတ်တဲ့ချက်စားပဲလုံးလိုက်ရတာကိုင်လိုက်ရတာရှားလိုက်ရတာဖွေးလိုက်ရတာဒီဘသူ့တွေဒီတလန်မြတ်တော့ဒီခန္ဓာကိုယ်ကြီးနေတွေ့နော်သမုဒ္ဒရာတွေဝန်းတထွာလောက်တဲ့တထွာလေးလောက်ရှိတဲ့ဒီဘိုက်ကလေးတစ်ခုကိုကျွေးဖို့အတွက်မွေးဖို့လုံးလိုက်ရတာကိုင်လိုက်ရတာကြည်စားမပင်မန်းဘူးလားခင်ဗျားတို့ပင်မန်းတယ်မပင်မလားမိဖို့ကြောင့်ဝေယဝိဆအတွက်မထေးတို့ဘက်သွားမိဘယ်တော့ပြင်နေမနေ့ကစားဖို့တော့နဲ့တဲ့ကိုနေဦးမန္တနဲ့တဲ့ဘူးပါဆိုပြီးတော့ဟာကျွေးကျင်တဲ့ယောဂီတို့အကောင်းကြီးလုံးလိုက်ရတာညတညလုံးလို့ပဲမြင်မလိုက်ကြတာနော်ခဏလေးစားဖို့တော့ဖို့အတွက်ဒီဘက်စားလိုက်ပြန်တော့လဲနိုင်ဝက်တော့မကြောက်ဘူးစားလိုက်ပြန်တော့လေစားဖို့ဒီအဲ့ဒီအချိန်မှာ10မိနစ်15မိနစ်စားဖို့အတွက်ပင်မလိုက်ရတာကြည်စမ်းဆင်းရဲသလားချမ်းသာသလားနော်စေတနာထားပုံလေးတွေသူတို့ကကောင်းဆုံးစေတနာလေးထားပြီးတော့ဆောင်ရွက်နေကြဘုန်းကြီးတို့တရားဓမ္မတွေအကောင်းဆုံးတရားထုတရားမြတ်တို့များများကျင့်ပြီးတော့ပြန်လဲပြီးရှင်းမြတ်ရမယ်နော်အထူးကြတဲ့အတိတို့ညာတို့မရပါဘဲနဲ့ဒီတဲ့နေမိနေလို့ရှိရင်ခင်ဗျားတို့အကျွေးထက်လိမ့်မယ်အဲ့ဒါမိဖို့ကြောင့်အိမ်မှာလာသွားပြီးတော့အိမ်ဖော်ဖြစ်ရင်တော့သွားပြီဟုတ်လားရှင်းရလားနာကိုတော်တွေလည်းကြားလားတော်ကြားလို့ရှိရင်ဆွမ်းလောင်းတဲ့ဒကမကတရားမေသားဖြစ်ပြီးတော့တို့တော်ကတ်ရှိတဲ့ဖြစ်နေသွားရောဟုတ်လားရှိကသွားပြီးနောက်ကမကြံစီနဲ့နော်ရှိကသွားပြီးနောက်ကမကြံစီနဲ့ဘာတွေကိန်းဖို့မြ мян လုပ်ရမယ်ဟုတ်ပြီအတိတ်ကတို့မကိန်းခဲ့ဘူးနော်ဒီနေ့ဘာလုပ်နေရမယ်မကိန်းအောင်အားထုတ်ရမယ်အနာဂတ်ဆိုတာမသိကြသေးဘူးအနာဂတ်ကိုတော့ပြီးမမှန်းနဲ့နော်ပစ္စုပန်မှာသေချာမှအနာဂတ်မှာစိတ်ချရတာပစ္စုပန်မှာသေချာမှအနာဂတ်မှာစိတ်ချရတာပစ္စုပန်မှာငါအပေတကပိတ်တဲ့အတိတ်ရပြီကိုလို့ဆိုရင်လက်ဖြောက်တီးပြီးတော့အနေရဲပြီအတိရဲပြီအနေရဲလို့အတိရဲတာနော်အနေမကောင်းရင်အတိမကောင်းဘူးအနေမလှရင်အတိမလှဘူးအနေဟုတ်မှအတိဟုတ်တာရှင်းရလားဒါကြောင့်မလို့ဘုရားရှင်ဆုံးမတရားတော်ဒီနေ့အတိတ်ပစ္စုပန်အနာဂတ်ဆိုတဲ့ကာလသုံးမှာဖြစ်တဲ့ခန္ဓာတို့မိဒီမှာဘာသက်စာတစ်ခုတည်းအဲ့ဒီဒုက္ခသက်စာဖြစ်ပေါ်အကြောင်းတရားတွေဆင့်ထားတဲ့တွေ့တာတော့ဒုက္ခဖြစ်နေရတယ်မဟုတ်လားဒါအတိတဏ္ဍပစ္စုပန်အနိစ္စခရတိနဲ့ဒုက္ခပဲအနတ္တအတ္တတကတိနဲ့အတိတ်အနာဂတ်ပစ္စုပန်မှာဖြစ်တဲ့ခန္ဓာကိုယ်ကြီးတို့သည်တဲ့ဘာတကမှမြဲမြံခြင်းမရှိဘူးချမ်းသာခြင်းပိုင်ဆိုင်ခြင်းမရှိဘူးတဲ့
အနိစ္စခန္ဓာဒုက္ခခန္ဓာအနတ္တခန္ဓာမို့လို့သစ္စာဖွဲ့လိုက်တဲ့အခါမှာဒုက္ခသစ္စာကြီးပဲဘာသစ္စာကြီးနားလည်ပြီနော်ကာလတော့မှာရှင်းရ20အရှင်းရဘယ်လောက်ရှိရှင်းရ20ဆိုပြပါဦးအတိတ်ကြောင့်ရှင်းရ5ပါးနံပါတ်1မှာနော်နံပါတ်2စဝဲထောက်ပြပါဦးပြစ္စုပန်အကျိုးရှင်းရ5ပါးနံပါတ်3ကိုထောက်ပြပါဦးအနာလေးကလေအနာလေးမှာနော်အနာကောကလေးနတ်မှာရှိနေတယ်ပြီးနံပါတ်4ထောက်ပြပါဦးဒီခန္ဓာကိုယ်ထဲမှာဖြစ်နေတာလေးတွေကိုထောက်ပြတာအတိတ်ကြောင့်ရှင်းရ5ပါးဆိုတာအတိတ်လွန်နေပြီးတော့အတိတ်ဘဝတွေကဘုန်းကြီးတို့တရားဓမ္မတွေဒီအာယုန်တွေတို့ကြိုးစားခဲ့တယ်လို့ထောက်ပြတာဟုတ်လားပြစ္စုပန်အကျိုးရှင်းရ5ပါးဆိုပြစ္စုပန်မှာလဲဒီလိုရှင်းနေရတယ်လို့ထောက်ပြမြန်တယ်နားလည်ပြီနော်သူကိုဒေသနာတော်အရှင်သရုဒ္ဓမထေရမြတ်ကအဒီဒီဟိတဝပိဇာဣဒ္ဓနေဖလပိစကံဣဒ္ဓနေဟိတဝပိဇာအာယတိဖလပိစကံဒီလို့ပြောပြနော်အဒီဒီလွန်လင်းပြီးသောဘဝများစွာတို့ကလည်းပဲဟိတဝအကြောင်းတရားတို့သည်ပိစ5ပါးရှိပါပြီဣဒ္ဓနေဖလပိစကံဣဒ္ဓနေပြစ္စုပန်ဘဝမှာလည်းပဲဖလပိစကံအကျိုးတရား5ပါးဖြစ်နေပြန်တယ်အာယတိဘလပိစကံတိငယ်ငယ်လို့နောင်မှလည်းပဲဘာဖြစ်အောင်မလဲအကျိုးနောင်ရမယ်အကျိုးကလည်းပဲ5ပါးပဲနော်အတိတ်က5ပါးပြစ္စုပန်အကျိုးမှာ5ပါးပြစ္စုပန်အကြောင်းမှာ5ပါးအနာကအကျိုးမှာ5ပါးဆိုတော့5လေးလေးအဲ့ဒီ5လေး20ထဲမှာတဲ့လုံးလီပြီးတော့အတိတ်ဘဝတုန်းကဖြစ်ခဲ့တဲ့အတိတ်ကြောင့်ရှင်းရ5ပါးကိုရည်တက်ပြပါလို့ဆိုရင်အဝိဇ္ဇာသင်္ခါရတဏှာဥပါဒံဘဝသူသစ္စာဖွဲ့လိုက်ပါသမုဒယသစ္စာအတိတ်ကြောင့်ရှင်းရ5ပါးကိုသစ္စာဖွဲ့ရင်ဘာသစ္စာဖြစ်တယ်ခန္ဓာကိုယ်ထဲမှာဖြစ်ခဲ့တာလေးတွေပြောတာနော်အဲ့တော့နံပါတ်2ကိုရည်တက်ပြပါပြစ္စုပန်အကျိုးရှင်းရ5ပါးကဘာတွေတဲ့လဲဒီ5ပါးကိုသစ္စာဖွဲ့လိုက်ပါဦးဒုက္ခသစ္စာနံပါတ်3တဏှာဥပါဒံဘအဝိဇ္ဇာသင်္ခါရဒီဟုသောအကြောင်းတရားပြစ္စုပန်အကြောင်းတရားချင်း5ပါးသည်သစ္စာဖွဲ့လိုက်ပြန်တော့နံပါတ်4အဲ့ဒီနံပါတ်4မှာရှိတဲ့အနာကအကျိုးချင်း5ပါးကိုသစ္စာဖွဲ့လိုက်ပြန်တော့ပရိစ္ဆေသမစဝန်းကြီးအင်္ဂါရက်တွေအင်္ဂါ20အကုန်လုံးကိုကြည့်လိုက်တဲ့ခဏလေးမှာသမုဒယဒုက္ခသမုဒယဒုက္ခသမုဒယဒါနဲ့မှလည်းနေတော့တာပဲနော်နွားဘိန်းကြီးနွားလဲဘိန်းလဲလို့ကာဘိန်းလဲနေတယ်လို့ပဲပေါ့အထက်ရောက်အောက်ဆင်းအထက်ရောက်အောက်ဆင်းတောက်လေးတောက်ဟာလေတောက်တွေဟာလည်းပဲချစ်အထက်တက်လာအပေါ်တက်လာအောက်ဆင်းလည်းမရှိနေဘူးလားအာသောဝင်ယုချောကာတို့ဘိန်းပတ်ပတ်လဲခဲ့သည်လို့ဆိုတယ်မဟုတ်လားကာမသောဘောသောတိအဝိဇ္ဇာသောတိအာသောတရားတွေကမလဲနေဘူးလားအပယ်လေးပေါ့ဒိဋ္ဌိတောက်တွေကလည်းအမြဲတမ်းမရှိနေဘူးလားတကယ်လို့တောက်၄တောက်တဲ့ကဒိဋ္ဌသဝဆိုတဲ့အာသောတဲ့၄ပါးထဲမှာဒိဋ္ဌသဝတောက်တစ်ခုဖြောင်းနေအောင်ဖြစ်စည်းနေအောင်ကြိုးစားရမယ်နော်ဒီကိုဒီကဲဒီနဲ့ဒီခန္ဓာကိုယ်ကြီးဉာဏ်နဲ့ကြည့်တော့ကြိမ်မှမဲ့လားဖြစ်ပြီးပြည့်စည်တဲ့ခန္ဓာကြီးပါလားလို့မြင်ရင်ဘာပြုတ်သွားပြီဒိဋ္ဌာနုတ္တယပြုတ်ပြီနော်ဒိဋ္ဌိပြုတ်သွားပြီနော်ငါလည်းမဟုတ်သူလည်းပုဂ္ဂိုလ်လည်းတ attva မဟုတ်ယုံ nant တွေဖြစ်ပြီးယုံ nant တွေပြည့်နေပါဘောလားဟုတ်လားတကယ်လို့တောက်နာတင်းနာညောင်းနာညာနာကြိုက်တာခဲ့တာဘာတွေတွေးတဲ့နေရာလေးကြည့်လိုက်ပေါ့ကြိုက်ခဲလိုက်တာကြည့်တယ်ကြိုက်ခဲတဲ့သဘောလေးကိုတတိနဲ့ကြိုက်ထောက်ကြည့်ဖောက်ပြန်လို့ကြိုက်ခဲမှုခံစားနေရတာမဟုတ်လားဖောက်ပြန်နေတာကခံစားနေရတာကနာဘာနဲ့ပါလဲရတာလေးကယုတ်ရတာခံစားနေတာလေးကတောင်းလာတင်းနာညောင်းနာညာနာကြိုက်တာခဲ့တာရတာလေးအစနေရာတိုင်းအရာတိုင်းမှာခန္ဓာကိုယ်ထဲမှာပေါ်တိုင်းသည်ဘာနဲ့ပါရှိဒီယုံ nant ဆိုတဲ့သဘောလေးတွေကတော့ကင်တယ်ပြလို့ရသလားဒီလိုပေါ်ပါစေလို့ပေါ်လာသလားသူ့ပင်ကိုပေါ်လာတာလားအကြောင်းတိုက်ဆိုင်နေပါမပေါ်နေဘူးလားမြင်စိတ်တွေပေါ်တာအစင်းနဲ့အပြင်ကရီပါရုံတိုက်ဆိုင်လို့မျက်စုပတ္တာအကြည်တန်းနဲ့အပြင်ကအစင်းနဲ့တိုက်ဆိုင်လို့ပါစိတ်ပေါ်မြင်စိတ်ဖြစ်ရတာအကြောင်းတစ်ခုကြောင့်အကျိုးဖြစ်တယ်နော်နားနဲ့ပတ္တာတဲ့နဲ့အပြင်ကအတန်တဲ့တိုက်ဆိုင်လို့ရှိပါစိတ်ပေါ်နှာခေါင်းနဲ့အနံ့နဲ့တိုက်ဆိုင်နံသိစိတ်
ဟုတ်တယ်လားရှာနဲ့အပြင်ကစားစရာနဲ့တက်ဆင်စားစရာစိတ်ပေါ့ရှာနဲ့ပြင်ကအရသာလေးနဲ့ဟုတ်တယ်လားစားစရာလေးတစ်ခုနဲ့တက်ဆင်တဲ့ကထိလိုက်တဲ့ကဘာဖြစ်လာလဲစားစရာပေါ်စားစိတ်ပေါ်လာတာပေါ့နော်ခန္ဓာနဲ့အပြင်ကအတွေ့အထိကြတဲ့တက်ဆင်တဲ့ကမှာယာနာကောင်းစိတ်ဖြစ်တာပေါ့ဗါတဲ့လေယာနာကောင်းစိတ်ဖြစ်တာပေါ့မနဆိုတဲ့စိတ်ကလေးနဲ့အပြင်ကတွေးကြည့်ရတွေးလုံးကြတဲ့ဓမ္မယုံအာယုံလေးနဲ့တာအာယုံသမီးအောင်ဆွေအောင်မျိုးအောင်ပစ္စည်းဥစ္စာအာယုံလေးအစကြအပြင်ကအာယုံလေးနဲ့တက်ဆိုင်လို့ကြံစည်တွေးတော်စိတ်ဖြစ်ရတာအကြောင်းကြောင့်အကြောင်းမရှိပဲအကြောင်းတွေကသမုအကျိုးဒုက္ခဟုတ်လားအကြောင်းကသမုအကျိုးကဒုက္ခဒါဆိုအကြောင်းကျိုးမှန်တယ်မြတ်တယ်ဉာဏ်ရှင်းတဲ့တွေ့တာအကြောင်းပေါ်မှာအကြောင်းတွေရလည်းပဲယောက်ျားမှပုဂ္ဂိုလ်တရားဝါလားသဘောလားအကျိုးမှန်တယ်မြတ်တွေကယောက်ျားပုဂ္ဂိုလ်တရားဝါလားသဘောလားအကြောင်းပေါ်မှာဉာဏ်ရှင်းရင်တတ္တတာဒိဋ္ဌိစင်တဲ့နောက်နေပြီးတော့အတိတ်ဘဝတို့ကဘုန်းကြီးတို့တရားဓမ္မတွေကဒီခန္ဓာကိုရဖို့အတွင်းကံအပြည့်မကြိုးစားလာဘူးလားကံတတ္တိအပြည့်ကျေစုပြုထားတယ်သူသိတယ်နော်ဒါကကျေစုပြုထားတာအတိတ်ဘကယောက်ျားလည်းမလိုက်မိန်းမလည်းပုဂ္ဂိုလ်တော်အထေတရတဏမလည်းအသိဇီဝမလိုက်ပါပဲနဲ့အတိတ်ကယုံနံတဲ့အတိတ်မှာချုပ်ပြောက်သွားပြီအတိတ်ကယုံနံတဲ့အတိတ်လားရှုပ်ပြောင်းမှန်းသိရင်ဘာဒိဋ္ဌိစင်နဲ့တတ္တတာဒိဋ္ဌိစင်ဟုတ်တယ်လားဒါဆိုအတိတ်ကယုံနံတဲ့အကောင်ချုပ်ပြောက်ပြီးညားတော်လဲပဲတဲ့ဒီခန္ဓာကိုယ်ကြီးကအလိုလောက်မိုးတော်ကကြာလာတာလည်းမဟုတ်တရားပြန်မှထာဝရကဖန်ဆင်းတတ်တာလည်းမဟုတ်ဂေါရမဘုရားကဖန်ဆင်းပေးတတ်တယ်မဟုတ်ဘူးအကြောင်းတတ္တိကကျေးဇူးပြုထားလို့အကျိုးဖြစ်နေတာကိုလို့တတ္တိတရားကကျေးဇူးပြုထားလို့အကျိုးဖြစ်နေတယ်လို့အကျိုးပေါ်မှာဉာဏ်ရှင်းရင်ဩစေတာဒိဋ္ဌိစင်တယ်အကျိုးပေါ်မှာဉာဏ်ရှင်းရင်အတိတ်ခန္ဓာဒီအတိတ်မှာချုပ်တော့သွားပြီးဒီဘဝမှာအထေတရတဏမလိုက်ဘူးဓမ္မတတ္တိကကျေးဇူးပြုတယ်လို့သိရင်ဘာချင်းနဲ့ပြန်ပြောပါဦးဘာဒိဋ္ဌိစင်တယ်တတ္တတာဒိဋ္ဌိစင်တယ်အလားတူခန္ဓာ၅ပါးအတိတ်ကခန္ဓာကိုယ်ကြီးတို့ပဲတဲ့အလားတူခန္ဓာ၅ပါးကိုရခြင်းသည်အလိုလျောက်ရတာမဟုတ်ပါပဲဘာကြောင့်ရတာကံတတ္တိကြောင့်ရတာလို့အကျိုးဘဝဉာဏ်ရှင်းရင်ဩစေတာဒိဋ္ဌိစင်တယ်ပြက်သွားတာမှဉာဏ်ရှင်းရင်တတ္တရာဩစေတာဒိဋ္ဌိပြက်သွားတာမှဉာဏ်ရှင်းရင်တတ္တရာဒိဋ္ဌိဖြစ်နေတာမှဉာဏ်ရှင်းရင်ဩစေတာဒိဋ္ဌိအခုပြစ္ဆုတ်မှဖြစ်တာကိုဖြစ်တာပေါ်မှာဉာဏ်ရှင်းရင်ဩစေတာပြက်သွားတာပေါ်မှာဉာဏ်ရှင်းရင်တတ္တတာဖြစ်တာပြက်တာမှာဉာဏ်ရှင်းရင်သက်ကာယဒိဋ္ဌိစင်တယ်အာလို့ဖြစ်ပြီးပြက်နေတာကိုလို့မရှင်းလားရှင်းလားကဲရှင်းတဲ့ချင်းမြအရှင်နဲ့စိတ်ပြီးတော်ကြအောင်စို့တို့ဆောင်းတော်တို့ပြီးအမြဲတမ်းပြောင်းမနေကြပါစေလို့မေတ္တာပို့ရဆုတောင်းမြတ်ပေးပေးကြသို့ဤသို့ပြုရဒုသမြမြတ်ဘာကကိုမိဘဆေယမြို့သားနဲ့ကိုမာဆောင်ချက်ကိုဆောင်နကအရင်စားရှိသမျှလုံးစုံဘုံတဲ့ဖြစ်ဖြစ်ရှိသမျှဝေနေရကြပါစေပေးငါဝေသည်မြတ်တွေသာတုခေါ်စေသောကုသိုလ်အမြတ်ယူတော်မူကြပါကုန်လောရိယာသူတော်ကောင်းတို့ဩသာအပ်သောမေတ္တာနဲ့ကျွန်ုပ်တို့အားထုတ်ရသောကုသိုလ်မှန်သမျှတို့ကိုမြောက်ဝမ်းသာစွာဖြင့်သာဓုကုသိုလ်မြတ်ယူတော်မူကြပါကုန်လောအရိယာသူတော်ကောင်းတို့ဘုရားအပ်သောမေတ္တာနဲ့ကျွန်ုပ်တို့အားထုတ်ရသောကုသိုလ်မှန်သမျှတို့ကိုဝမ်းမြောက်ဝမ်းသာစွာဖြင့်သာဓုကုသိုလ်အမြတ်
မြတ်မြတ်ယူတော်မူကြပါကုန်လောရိယာသူတော်ကောင်းတို့ဩသာအပ်သောမြတ်တရားနှင့်ကျွန်ုပ်တို့အားထုတ်ရသောကုသိုလ်မှန်သမျှတို့ကိုဝမ်းမြောက်ဝမ်းသာစွာဖြင့်သာဓုအလုံးကိုကြမ်းမလို့စိတ်ချမ်းသာကကုသိုလ်စိတ်တွေမြဲမြတ်တိုးပွားနိုင်ကြပါစေ